ကျွန်တော်တို့ဒီလိုမျိုးပိတ်ရက်တယ်ဆိုလို့ရှိရင်စင်မှာရှိတဲ့တောတွေပေါ့နော်တောတွေတောင်တွေရှောက်ပြီးတော့သွားဖြစ်တာများတယ်တော်တော်များများလူတွေအနည်းဆုံး2 နာရီ3 နာရီလောက်ရှောက်လို့ရတဲ့တောတွေရှိတယ်ပေါ့နော်စင်ပေါ်မှာဥပမာဒီဘူကစ်တင်မတောင်တွေရပါတယ်ဆိုလို့ရှိရင်လည်းအငြိမ်ကြီးပဲဟိုအရင်မြင်တာတော့မဟုတ်ဘူးဒါပေမဲ့3-4 နာရီလောက်ရှောက်လို့ရတယ်ပေါ့နော်လမ်းတောက်ရှောက်လို့ရတယ်မဲ့ရစ်ချီတို့ပြီးတော့လို့ရှိရင်အဲ့ဒီဘူကစ်ဘတ်တိုရီဆာဗီယာစ်တို့ဒီမှာဆိုလို့ရှိရင်လည်းအခု Passaris Parks ဆိုလို့ရှိရင်ဒါအခြေကြီးပဲလူတွေဟိုလမ်းအနည်းဆုံး3 နာရီလောက်ရှောက်လို့ရတယ်ပေါ့နော်ဒီထဲမှာအဲ့လိုမျိုးခြေတဲ့တောတွေအများကြီးပဲရှိတယ်ဆိုတော့ဘာဖြစ်ဖြစ်ပိတ်ရက်တွေဆိုလို့ရှိရင်ဒီလိုမျိုးအရင်ကားတွေတိုက်တယ်အများကြီးရှုပ်ထွေးတွေမရှိတဲ့နေရာပေါ့နော်ဒီလိုတဘာဝဆန်တဲ့နေရာတွေလာလို့ရှိရင်ဟိုတပတ်အလုပ်လုပ်ထားတဲ့ဥစ္စာ relax ပြန်ဖြစ်သွားတာပေါ့နော်ပြန်ပြီးတော့ recharge ဖြစ်သွားတာပေါ့ဆိုတော့ဒီလိုမျိုးလေးလောက်တာကျွန်တော်အတွက်ဟိုတော်စိတ်အပန်းဖြေလို့ပြောရတာပေါ့နော်အပန်းပြေသွားတယ်ပေါ့နော်